မက်ချော်ရဲ့ BN ဟော်ရီရဲဘော်ဒီကိုမွန်ဖူးပေးပြီးပြန်လွတ်ပြီးလို့ PDF ရင်းမာပင်ခရိုင်ကုကဲရဲတာဝန်ခံပြောစကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်အခြေပြုဘိုးနဂါဦးဆောင်တဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့ဝင်တချို့ကိုဖမ်းဆီးထောက်ရာကမွန်ဖိုးဘေးကပြန်လွတ်ပေးလိုက်ပြီးလို့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရင်းမာပင်ခရိုင်ကုကဲရဲတာဝန်ခံဘူစွမ်းခေါ်စွမ်းသူမောင်ကဆိုပါတယ်မလ6ရက်ဒီကနေ့မှာဘူစွမ်းကလူမှုကွန်ရက်မှာဗီဒီယိုဖိုင်တစ်ခုမှတ်ဝေပြီးနောက် BNRA ရဲဘော်တွေကိုမုံဖိုးဘေးကပြန်လွတ်ပေးလိုက်ပြီလို့ဆိုပါတယ်။နှွေးထွေးလက်မြက်ကတရားကိုလိုချင်ရင်ကိုကိုရိုင်းနှွေးထွေးစွာဆက်ဆံမှုတို့တဲ့အပြောမဟုတ် BNRA ရဲဘော်များကိုမုံဖိုးဘေးပြီးအေးမြောက်တဲ့မိဘအရေးကလေးစီတို့ခိုလုံခွင့်ပေးလိုက်ပါပြီဗျာလို့ဘူစွမ်းကဆိုပါတယ်။ဘူနဂါအပအဝင် BNRA တပ်ဖွဲ့ဝင်တွေကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုအရေးယူနိုင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖေဖော်ဝါရီ19ရက်မှာပလဲနယ်ရှိ BNRA ဂိတ်စခန်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ရင်းမာပင်ခရိုင် PDF တပ်တွေကအင်အားသုံးစီးနင်းတိုက်ခိုက်ခဲ့တာတိုက်ပွဲအတွင်း BNRA ရဲဘော်10ဦးခန့်ကြာဆုံးတယ်လို့ PDF ရဲဘော်2ဦးကြာဆုံးခဲ့ပါတယ်။ဘူနဂါကိုဖမ်းမမိပေမဲ့ BNRA တပ်ခွဲဝင်150ခန့်က PDF တပ်ရင်းတွေနဲ့ပူးပေါင်းလာခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖေဖော်ဝါရီ18ရက်မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ BNRA တပ်ဖွဲ့ဝင်အချို့150ဦးခန့်ထိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကာဖမွားထံသို့ချိတ်ဆက်အဖမ်းခံခြင်းလာရောက်ပူးပေါင်းဆောင်ရွက်ခြင်းတွင်လက်နက်အနှံခြင်းများပြုလုပ်လျက်ရှိနေပြီဖြစ်သည်တို့ NUG ကဖော်ပြပါတယ်။ BNRA အဖွဲ့ခေါင်းဆောင်ဘိုနဂါနဲ့အပေါင်းအပတချို့ဟာလူသက်မှုမုတ်ထင်းမှုကိုထိလျောက်နှိမ့်ဆက်မှု PDF ရဲဘော်တွေကိုတနက်နဲ့ဖိခတ်တပ်ဖြတ်မှုအပါအဝင်ရာဇဝတ်မှု9မှုကျူးလွန်နေပြီးအဲ့ဒီအမှုတွေကိုရင်းမာပင်ခရိုင်နဲ့ပလဲမြို့နယ်အတွင်းရှိ NUG ရဲဌာနမှအမှုဖွင့်စစ်ဆေးကကျူးလွန်သူတွေကိုလွှဲပြောင်းပေးရဖို့အကြောင်းပြခဲ့ပြီးမဲ့ BNRA ဘက်ကပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ NUG ကဆိုပါတယ်။ဖေဖော်ဝါရီ19ရက်မှာ NUG ကအထက်ပါအမှုတွေအတွက်စုံစမ်းဖမ်းဆီးဖို့ဆောင်ရွက်ချိန် BNRA တပ်ဖွဲ့ဝင်တချို့ကခုခံလို့ပိတ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိ BNRA တပ်ဖွဲ့ဝင်အချို့ကိုလက်နက်တွေနဲ့အတူဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ NUG ကပြောပါတယ်။ဖေဖော်ဝါရီ18ရက်မှာဘိုနဂါနဲ့အပေါင်းအပတချို့အာနာသိန်းစစ်အုပ်စုထံဗတ်ပြောင်ခိုလုံခဲ့ပါတယ်။အဲ့ဒီလိုဘိုနဂါစစ်အုပ်စုထံပူးပေါင်းသွားချိန်မှာဘိုနဂါဟာတော်လန်ရဲရဲ့စူးညင်ခလုတ်ဖလို့ဖယ်ရှားရှင်းလင်းဖို့စ조사ခဲ့တာလို့ NUG ကထပ်မံထုတ်ပြန်ပါတယ်။